င်္ဂလာပါမျိုးတို့ရေကျွန်တော်ဒီနေ့သတင်းကောင်းပါချင်တာကတော့ Asian Nazi Scholarship အတွက်သတင်းကောင်းလေးတစ်ခုပါချင်းဖြစ်ပါတယ်ကျွန်တော်တို့အခု Asian Nazi Scholarship ဟာဆိုရင်ဖြင့်လက်ဆက်2ကြိမ်မြောက် Nazi Scholarship ဖြစ်ပါတယ်ဒီ Scholarship ကဆိုရင်ဖြင့်ကျွန်တော်တို့ကစင်ကာပူနိုင်ငံမှာတူနာပြုဒီပလိုမာတက်ရောက်လို့တော့ကျောင်းသူများအနေဖြင့်လက်မလို့တင်တော့အခွင့်အရေးပဲဖြစ်ပါတယ်ယခုအခွင့်အရေးကိုလာရောက်လျှောက်ထားလို့ပါကအများဆုံးစီးပေးသွင်းကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအခုအစီအစဉ်ကိုကြောက်ထားလို့ခင်ဗျာအနေဖြင့်ကြောက်ထားလို့ပါကဥက္ကဋ္ဌစုံရုံးချုပ်လိပ်စာဖြစ်တဲ့အမှတ်906ပုံစံလမ်းမကြီးနဲ့39တန်းလောက်ဒါဆိုတဲ့အမှတ်တိုင်ဒီကြောက်ထားမြို့နယ်ရန်ကုန်မြို့ဖြစ်ပါတယ်ခင်ဗျာ